ဂျေလွမ်းမိုးပြီးတော့နှစ်400ကြာတဲ့အခါမှာဖျားသခင်အာဗြဟံကိုဥရပြည်ကနေခါနန်ပြည်ကိုခေါ်တယ်ခါနန်ပြည်ကနေမှတဆင့်အာဗြဟံအီဂျစ်ကိုရောက်သွားတယ်ပြီးလို့ရှိရင်နောက်ပိုင်းမှာအာဗြဟံရဲ့သားဣဆက်ကရဲ့သားယာကုပ်ကနေမှတဆင့်အီဂျစ်မှာအစ္စရေးလူမျိုး12မျိုးမွေးဖွားတယ်အဲ့ဒီခါမှာအစ္စရေးလူမျိုးတွေရဲ့ထူးခြားတာတစ်ခုရှိတယ်ကျွန်တော်တို့ကဘာပေါ်မှာငလင်လှုပ်တဲ့နေရာအများကြီးရှိတယ်ဆိုပေမဲ့အာဖရိကတိုက်ကငလင်အလှုပ်အနည်းဆုံးနေရာဖြစ်တယ်ဘာကြောင့်လဲဆိုတော့အာဖရိက plate ဆိုတဲ့သူ့ရဲ့ကြောက်ပြားကြီးကတကယ်ကဘာကြီးရဲ့ core ဆိုတဲ့ inner core နဲ့တီတက်ပြီးတော့အရန်ကိုခိုင်မြဲတယ်။ဒါကြောင့်မလို့အဲ့မှာရှိတဲ့ Israel လူမျိုး12မျိုးကငလင်လှုပ်တာဆိုတော့တိတ်မကြုံဘူးတခါမှမကြုံဘူးတဲ့အခါမှာမောရှေကဒီ Israel လူမျိုး12မျိုးအီဂျစ်ကနေကဲထုတ်ပြီးတောထဲရောက်သွားတဲ့အခါမှာတောထဲမှာပုံကံမှုတစ်ခုဖြစ်တယ်ကောရာဒါတန်အဘိရန်လို့ခေါ်တယ်သူတို့ကမောရှေနဲ့အာရုံတို့တော်လန်တဲ့အခါမှာပုံကံတဲ့အခါမှာဘုရားသခင်ကသူတို့ကိုတခါမှမလုပ်ဘူးအစ်စ်တော့ဖန်ဆင်းခြင်းနဲ့မြေကိုကွဲဖွင့်ပြီးသူတို့အရှင်လက်လက်သင်မင်းရဲ့နိုင်ငံတွေကိုဆင်းရမယ်လို့ဘုရားသခင်ပြောတဲ့အတိုင်းပဲအဲ့ဒီအချိန်မှာငလင်ကြီးစွာလှုပ်ပြီးတော့မြေကြီးအကွဲသွားပြီးသူတို့အကုန်လုံးသူတို့ရဲ့မိသားစုတွေနဲ့မြေကြီးတွေကိုရောက်သွားပြီးငလင်ကဝမ်းမြိုလိုက်တယ်ဒါဆိုလို့ရှိရင်ဒီအထောက်အထားကိုကြည့်ချင်းအပြင်နဲ့တမန်ကျမ်းစာကအထောက်အထားမှန်ကန်ကြောင်းနဲ့အစ္စရေးလူမျိုးတွေကအရင်တုန်းကဒီအာဖရိကတိုက်မှာနေခဲ့တဲ့အခါမှာငလင်ကိုသူတို့မတွေ့ဘူးကြောင်းဆိုတာသိရတယ်။နောက်ပြီးတဲ့အခါမှာအစ္စရေးလူမျိုးတွေသူတို့ခါနန်ပြည်ရဲ့ဝင်သွားပြီးတဲ့အခါမှာဒါဝိဒ်ရဲ့ဥဆောင်မှုနဲ့ခါနန်ပြည်မှာရှိတဲ့ရန်သူတွေအကုန်လုံးမောင်းထုတ်ပြီးတဲ့အခါမှာတနိုင်ငံနဲ့အဖြစ်အစ္စရေးနိုင်ငံအဖြစ်ရပ်တည်နိုင်သွားတယ်။အဲဒီအခါမှာဒါဝိဒ်ရဲ့သားရှောလမုန်လက်ထက်ကနေစပြီးတော့ဘုရားသခင် prophet တွေကပြည့်ညတ်တော်တွေကိုစာမိုးဘုရားသခင်စကားကိုနားထောင်ဖို့ပြောတယ်။ဒါပေမဲ့သူတို့နားမထောင်အာရန်ကဘုရားသခင်စကားကိုနားမထောင်တဲ့အခါမှာမြေကြီးကကျိန်စာတင်သွားပြီးမြေကြီးတွေလှုပ်ခတ်လာတယ်လို့ပဲအဲ့ဒီရှင်ဘုရင်တွေကလည်းဘုရားသခင်စကားကိုနားမထောင်တဲ့အခါမှာအစ္စရေးမှာအောစီမင်းကြီးလက်ထက်မှာအရန်ကြီးစွာသောငလင်တစ်ခါမှမလုပ်ဘူးတဲ့ငလင်တော့ကဘာမှာအရန်ကြီးစွာသောငလင်လှုပ်ခဲ့တဲ့ရာဇဝင်လေးဖြစ်ခဲ့တယ်။ပြီးတဲ့အခါမှာရှောလမုန်ကနေလက်ထက်ကနေစပြီးတော့ဘယင်းနေရှင်ဘုရင်နေအပါ40လောက်ရှိတယ်။တစ်ခါမှဘုရားသခင်ပြည့်ညတ်တော်ကိုစောင့်ပြီးတော့ဘုရားသခင်စကားကိုနားထောင်တဲ့ဘယင်းဆိုတာရှာမှရှာအရန်အဲ့လိုမျိုးပြီးလို့ရှိရင်ဘုရားသခင်ပြောတာဒီမြေကြီးကအရန်လှုပ်ခတ်တဲ့မြေကြီးကိုလည်းလူတွေပါ9ရက်မြောက်နေ့မှာအနာပေးရမှာမြေကြီးကိုလည်း9နှစ်မှာတစ်ချိန်အနာပေးရမယ်လို့ဘုရားသခင်ပြောတယ်။ဒါပေမဲ့သူတို့ကမြေကြီးကို9နှစ်မှာတစ်ချိန်အနာမပေးဘဲနဲ့9နှစ်မြောက်တဲ့အတိုင်းမှာစီးပွားရေးလုပ်တဲ့အခါမှာလူတွေလည်းပြင်မဲနေမြေကြီးကိုလည်းပြင်မဲစေတယ်။အဲဒီကမှာဘုရားသခင်ကရှောလမုန်လက်ထက်ကနေမှတစ်ဆင့်မြေကြီးဥပုပ်ဆိုရယ်9နှစ်တခါဆောင်းရတဲ့ဥပုပ်ကိုရှင်ဘုရင်အပါ20မြောက်ဖြစ်တဲ့ဇေဒကိလက်ထက်တီသူတို့မဆောင်ခဲ့ကြဘူး။စုစုပေါင်းနှစ်ပေါင်း400နဲ့မှ90ရှိတယ်။9နှစ်မှာတစ်နှစ်ဥပုပ်ပေးရမှာမြေကြီးကိုနှစ်ပေါင်း490လို့ဆိုလို့ရှိရင်တော့သူတို့မြေကြီးဥပုပ်ပေးဖို့ဆိုလို့ရှိရင်နှစ်ပေါင်း80အကျွေးတင်တယ်။ဒါကြောင့်မြေကြီးကလုံးဝမငြိမ်သက်တော့ဘူး။ဒါကြောင့်ဒီမြေကြီးကိုဘုရားသခင်ဥပုပ်ပြန်ပေးဖို့လိုတဲ့အခါမှာဒီအစ္စရေးလူမျိုးတွေကိုဘာဘလုံလက်ထဲကိုကျွန်ခံစီပြီးတော့ဘာဘလုံလက်ထဲကိုသူတို့နားမထောင်တဲ့အဖြစ်အတွက်ကြောင့်ဘာဘလုံထဲမှာကျွန်ခံစီပြီးတော့အပ်လိုက်တယ်။အပ်လိုက်တဲ့အခါမှာအစ္စရေးပြည်မှာလူမရှိတော့လူမရှိတဲ့အခါမှာတင်းတို့မြေကြီးရတယ်နှစ်ပေါင်း80လုံးဥပုပ်ဆောင်ရတဲ့အခွင့်ရှိမယ်ဆိုတဲ့အတိုင်းမြေကြီးကိုဘုရားသခင်ပြန်ပြီးအနာပေးလိုက်တယ်။ဒါကိုကြည်ချင်းအပြင်ယေရှုခရစ်တော်ဒုတိယအချိန်ပြန်ကြွလာတဲ့အခါမှာယေရှုခရစ်တော်ဒီကဘာကြီးကိုနှစ်ပေါင်း1000လုံးမိလနီကာလမှာအနာပေးမှာဖြစ်တယ်။ဘာကြောင့်လို့နှစ်ပေါင်း1000အနာပေးရလဲဆိုတာပြပြမယ်။တစ်နှစ်အနာပေးရခြင်းက9နှစ်မြောက်မှာတစ်ခါအနာမပေးလို့အဲ့တော့နှစ်ပေါင်း1000အနာပေးရတယ်ဆိုတာကတော့ကျွန်တော်တို့ကဒီကဘာကြီးကိုနှစ်ပေါင်း9000လုံးမှာ9နှစ်မြောက်တိုင်းအနာမပေးခဲ့လို့ဒီကဘာမြေကြီးကိုဘုရားသခင်ပြန်ပြီးအနာပေးမှာဖြစ်တယ်။ဒါကိုကြည့်ချင်းအပြင်ဘာကြောင့်လို့နှစ်ပေါင်း1000မိလနီကာလအပြင်ဘုရားသခင်ဒီကဘာကြီးကိုထားမှလဲဆိုတော့ကျွန်တော်တို့သိရတယ်။ကဲနောက်တစ်ခုကတော့ဒီဘာဘလုံကိုမီတိုပါရှာသိမ်းသွားပြီးခါမှာမီတိုပါရှာကျတော့အနေငယ်အစ္စရေးလူမျိုးတွေတိုင်ကျင်နာမှုရှိတဲ့ခါမှာအစ္စရေးတွေကိုသူတို့ရဲ့ဌာနေပြည်ကိုပြန်ခိုင်းလိုက်တယ်နှစ်ပေါင်း80ပြီးတဲ့ခါမှာသူတို့ဗိမ္မာန်တော်တွေပြန်တိဆောက်တယ်ဒါပေမဲ့နောက်ပိုင်းမှာ Greek လူမျိုးတွေကလာရောက်ပြီးတော့တိုက်ခိုက်ပြီးတော့သိမ်းပိုက်သွားတယ်နောက်တစ်ခုကရောမလူမျိုးတွေကလည်းလာရောက်တိုက်ခိုက်ပြီးတော့သိမ်းပိုက်သွားတယ်ရောမခင်မှာကျတော့ယေရှုခရစ်တော်ပေါ်လာတဲ့ခါမှာယေရှုခရစ်တော်ကလက်ထက်ကနေစပြီးကျွန်တော်တို့အခုချိန်ထိဆိုလို့ရှိရင်ခရစ်တော်ကသူပြန်လာမယ်လို့ပြောခဲ့အဲ့တော့ကျွန်တော်တို့ကသူပြန်လာမယ်တော့ဟုတ်ပြီဘလောက်ပြန်လာဖို့နီးလဲဆိုတဲ့အကြောင်းအရာကိုသိဖို့ယေရှုခရစ်တော်ဗျာဒိတ်ချမ်းကိုကျွန်တော်နားလည်မှာဖြစ်မယ်အဲ့တော့ယေရှုခရစ်တော်သေခံပြီးရှင်ပြန်ထမြောက်တဲ့တရင်ကိုနေမှာဘုရားသခင်စီကိုတက်သွားပြီးသူကတစိမ့်9ချက်ကိုဖွင့်တယ်ပထမတစိမ့်4ချက်မှာမြင်း4ကောင်ထွက်လာမြင်းအဖြူမြင်းအနီမြင်းအနက်မြင်းအမွဲမြင်းဖြူပေါ်မှာကျတော့လူတစ်ယောက်ကတရက်ဖို့စောင်းထားပြီးသူ့မှာ4ရှိတယ်အဲ့မြင်းဖြူကဘာလို့ဆိုတော့ယေရှုခရစ်တော်လက်ထပ်ပြီးရတယ်ယေရှုခရစ်တော်ရဲ့အသင်းတော်တမန်တော်တွေကနေဆက်ခံတဲ့အသင်းတော်တအားကိုစင်ကြယ်တန်ရှင်းခြင်းရှိတယ်အရန်ကိုဖြောက်မဲ့ကြတယ်အောင်မြင်လေးရလည်းကောင်းအောင်မြင်ခြင်းကလည်းကောင်းထွက်သွားတယ်ဆိုတဲ့အတိုင်းပဲလုံးဝသူတို့ကဘုရားသခင်နှစ်သက်တဲ့အကျင့်နဲ့ပြည့်စုံတယ်တက်ကြတော့မြင်းအနီဖြစ်တယ်အဲ့မြင်းအနီပေါ်မှာကျတော့လူတစ်ယောက်ကဓာတ်ကြီးကိုကင်ထားတော့မြေကြီးဒါမြင်းမျိုးကိုစစ်တိုက်ရတဲ့အခွင့်ရတယ်ဆိုတဲ့အတိုင်းပဲဒီရောမမှာနောက်ပိုင်းဘာဖြစ်လာလဲဆိုလို့ရှိရင်ပြည်တွင်းစစ်တွေဖြစ်လာပြီးတော့ပြီးလို့ရှိရင်လည်းယုံကြည်သူတွေကလည်းညှိနှိုင်းနှိပ်စက်ခြင်းတွေခံရပြီးအရန်သွေးမြေခါတဲ့အချိန်ကာလဖြစ်ခဲ့တယ်နောက်တစ်ခုပြီးတာနဲ့မြင်းအနက်အပေါ်မှာလူတစ်ယောက်ကချိန်ခွင်ကိုကင်ထားပြီးတော့ဒန်ဂါရီတပြားနဲ့ဂျုံဆန်တစ်ခွက်မူရောဆန်တစ်ခွက်ကိုရရစီးနေစပြည့်မပြတ်စေနဲ့လို့ပြောထားတဲ့အတိုင်းပဲရောမမှာငွေကြေးဖောင်းပွားမှုအရန်အကြီးမားကြီးဖြစ်တယ်နောက်ပိုင်းမှာရောမဥရောပနိုင်ငံအဖြစ်ကွဲဝါးပြီးအခါမှာဥရောပမှာငွေကြေးဖောင်းပွားမှုတွေအများကြီးဖြစ်တယ်ပြီးလို့ရှိရင်စာရေးစာတွေတအားငတ်မုံခေါင်းပါတယ်နောက်တစ်ခုမြင်းမွဲအပေါ်မှာရှိတဲ့လူကြတော့သူကမြေကြီး
လေးပုံတစ်ပုံညှင်းဆဲရတဲ့အခွင့်ရတယ်ဒါပဲမို့တိတ်ချင်းပဲကာလနာပဲနဲ့ညှင်းဆဲရတဲ့အခွင့်ရတယ်ဆိုတဲ့အတိုင်းပဲဥရောပနိုင်ငံမှာနှစ်တရာစစ်ပွဲတွေဖြစ်တယ်နှစ်30စစ်ပွဲတွေဖြစ်တယ်ခရစ်ယာန်နဲ့မွတ်စလင်နဲ့စစ်ပွဲတွေအများကြီးဖြစ်ပြီးတော့မြောက်များလာဆိုတော့စစ်ပွဲတွေဖြစ်တဲ့အခါမှာသူတို့အဲ့စစ်ပွဲတွေကတခြားနိုင်ငံတွေဖြစ်တာတွေမဟုတ်ဘဲနဲ့ဘာသာဝင်အချင်းချင်းမှာကက်သလစ်နဲ့ပရိုတက်စတန်နဲ့မတူချင်လို့ရှိရင်ပရိုတက်စတန်အများကြီးလည်းတက်ချက်ချင်းခံခဲ့ရတယ်ဒါကြောင့်မလို့ငါးခုမြောက်တစ်စိတ်ကိုဖွင့်တဲ့အခါမှာရစ်ပလင်အောက်မှာမြောက်များလာဆိုတော့တန်ရှင်းသူတွေရှိတယ်သူတို့ကဖျားသခင်ကိုသူတို့အသွေးကိုတွန်းတဲ့သူတွေအဖြစ်အလျာမစင်ပဲအပေများကာလပတ်လည်းနေမလဲဆိုတော့ဖျားသခင်ကိုတောင်းဆိုတယ်ဖျားသခင်လည်းသူတို့ကိုအဝတ်လုံးဖြူပေးလိုက်တယ်ဒါကကျတော့ဗျာဒိတ်ချမ်းဆိုတာကပုံဆောင်ထားဖြစ်တယ်အဲ့ဒီဂျစ်ပလင်အောက်မှာရှိတဲ့ဝိညာဉ်ဆိုတာတကယ်ဝိညာဉ်နေမဟုတ်ဘူးသူတို့အော်ဟစ်တယ်ဆိုတာလည်းတကယ်အော်ဟစ်တာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့ကာယနာအပိလာကိုတက်တဲ့အခါမှာသူ့ရဲ့အသွေးကအော်ဟစ်တယ်ဆိုတာအသွေးကလည်းမအော်ဟစ်တတ်ဘူးဒါကကျတော့ပုံဆောင်ထားတာပြောတာဗျာဒိတ်ချမ်းထဲမှာပုံဆောင်ထားတာခေါင်းခုနှလုံးကျိုးဆဲကြောင်းငကားကြီးတွေရှိဒါကလည်းပုံဆောင်ထားတာအဲ့တော့အဲ့အချိန်တုန်းကတန်ရှင်းသူတွေဆိုတာကဒီယေရှုခရစ်တော်လက်ထက်ကနေစပြီးရောမအင်ပါယာအောက်မှာဘာသာရေးမတူညီတဲ့အတွက်ကြောင့်နှိမ့်ဆက်ညှဉ်းပန်းခြင်းခံရတဲ့သူတွေ Protestant နဲ့ Catholic မတူညီတဲ့အခါကျတော့နှိမ့်ဆက်ညှဉ်းပန်းခြင်းခံရတဲ့တန်ရှင်းသူတွေဖြစ်တယ်သူတို့နှိမ့်ဆက်ညှဉ်းပန်းခြင်းခံရတဲ့ခုနှစ်သက်ခရစ်တီ1940လောက်ရောက်တဲ့အခါမှာနှိမ့်ဆက်ညှဉ်းပန်းခြင်းတွေအရန်ကြီးရက်တန့်သွားတယ်ရက်တန့်သွားပြီးမရှိစလောက်အောင်ဖြစ်သွားတယ်ဒါကြောင့်ဒီတစ်စိတ်က1940လောက်မှာပြီးသွားပြီဆိုလို့ရှိရင်9ခုမြောက်တစ်စိတ်က1940မှာပြီးသွားပြီဆိုလို့ရှိရင်တော့1940နောက်ပိုင်းနေစပြီးတော့ကျွန်တော်တို့အခုချိန်ကာလတည်းက6ခုမြောက်တစ်စိတ်ပဲဖြစ်တယ်အဲတော့ကျွန်တော်တို့6ခုမြောက်တစ်စိတ်ထဲမှာနေရတယ်6ခုမြောက်တစ်စိတ်ကိုယေရှုခရစ်တော်ဖွင့်လိုက်တဲ့အခါမှာပထမဦးဆုံးမှာကြီးစွာသောငလျင်လှုပ်တယ်အဲဒါကျတော့1940နောက်ပိုင်း1955မှာ Great Lisbon Earthquake လို့ခေါ်တဲ့ပေါ်တူဂီနိုင်ငံမှာရှိတဲ့ Lisbon မြို့ကြီးမှာကြီးစွာသောငလျင်လှုပ်ပြီးအဲ့ငလျင်ရဲ့ဘယ်လောက်တက်ရောက်မှုရှိလဲဆိုတော့တခြားတိုက်ကြီးအကုန်လုံးပါရိုက်ခတ်သွားလာအောင်ကမ္ဘာပေါ်မှာအကြီးဆုံးငလျင်ဖြစ်တယ်ဆိုတာမှတ်တမ်းတင်ရလာအောင်ကြီးမားခဲ့တယ်နောက်တစ်ခုကတော့နောက်တစ်ကြလာကကျတော့အသွေးကဲ့သို့နှီးတယ်ဆိုတဲ့အတိုင်းပဲ1955နောက်ပိုင်းမှာဖြစ်တဲ့ဖြစ်ရတစ်ခု1980မှာ New England မှာ British Colony 73နေရာမှာပေါ့ဖြစ်ခဲ့တဲ့အရာကတော့ Dark Day လို့ခေါ်တယ်ကမ္ဘာပေါ်မှာအဲ့နေ့က supernatural day လို့တောင်ပြောလို့ရတယ်။နေကျက်တယ်ဆိုလို့ရှိရင်သိပ္ပံအထောက်အထားနဲ့ပြလို့ရလာကျက်တယ်ဆိုလို့ရှိရင်ပြလို့ရအဲ့ဒါကနေကျက်တာလည်းမဟုတ်လာကျက်တာလည်းမဟုတ်ဘူး။နေဘက်ကြီးမှာလုံးဝအမှောင်တုဖြစ်သွားတယ်။အဲ့အမှောင်တုအရန်တိတ်တည်တယ်။ကမ္ဘာမှာအတိတ်တည်ဆုံးပဲဒါကတော့ supernatural phenomena တွေမှာပါပြီးအခုထိသိပ္ပံနေကျတက်တယ်ပြလို့မရသေးဘူး။နောက်တစ်ခုသိပ္ပံကျတက်တယ်ပြလို့မရဖြစ်ရတဲ့ခုကတော့နောက်ထပ်ကျမ်းပိုင်းတစ်ခုမှရှိတယ်။လေတိုက်တဲ့အခါမှာတင်မောတပန်းပင်မှာရှိတဲ့အသီးတွေအချိန်မတန်မဲ့ကျွေးသလိုမျိုးကောင်းကင်စားဆောင်လိုက်တဲ့ကဲ့သို့လွင့်သွားပြီးကောင်းကင်မှာရှိတဲ့ကျဲတွေကကျွေးမယ်လို့ရေးထားတဲ့အတိုင်းပဲ1833မှာ Leon နဲ့ Meteor shower လို့ခေါ်တဲ့ကောင်းကင်မှာရှိတဲ့ကျဲသိမ်းပေါင်းများစွာကတနာရီပြီးတနာရီအတွင်းမှာပြန်တန်းသွားတာတွေ့ရတယ်။ကမ္ဘာပေါ်မှာရှိတဲ့သူတွေကဟာဒီကမ္ဘာကဒါကတော့ကမ္ဘာကြီးရဲ့နောက်ဆုံးသောကာလရောက်ပြီးကမ္ဘာကြီးကိုပြတ်တယ်လို့ထင်ရလောက်အောင်မှဒါကမ္ဘာမှာအရန်ထူးခြားတဲ့ဖြစ်ရဖြစ်ခဲ့တယ်။ဒါဆိုလို့ရှိရင်အဲ့ချမ်းမိုက်3ပိုက်ပြီးသွားပြီငလင်လည်းလောက်ခဲ့တယ်ငလင်အကြီးလည်းဖြစ်ခဲ့တယ်နောက်တစ်ခုက dark day လည်းဖြစ်ခဲ့တယ် star force ဆိုတဲ့ကြိမ်လည်းကျွေသွားပြီးအချိန်ကနေစပြီးအခုအချိန်မှာကျွန်တော်တို့ကနောက်ထပ်ကျမ်းမိုက်တစ်ခုရောက်လာပြီအဲ့တော့တောင်များတို့ကျိုးများတို့ဒီရွေရှားကြလိမ့်မည်ဆိုတဲ့အတိုင်းပဲအဲ့အချိန်ကနေစပြီးအခုချိန်ဒီတောင်များတို့ကျိုးများတို့ရွေရှားကြလိမ့်မည်ရှင်မြေမူးမဲ့ချမ်းသာတော်သူကျွဲဝါတော်သူခွန်အားကြီးတော်သူကျွန်လူလွတ်ရှိသမျှတို့ကဒီသိုးတငယ်နဲ့အဖခမီးတော်တွေ့တဲ့အခါမှာသိုးတငယ်မျက်နှာအဖခမီးတော်မျက်နှာမှာကျွန်တော်တို့ကွယ်ထားကြပါတယ်တောင်များကြောက်များတို့ကျွန်တော်တို့အပေါ်သို့ကြာကြပါတယ်အမျက်တော်ထင်ရှားနေကြီးရောက်ပါပြီအဘယ်သူခံရနိုင်ပါမည်လို့ပြောကြတယ်အဲ့တော့ကျွန်တော်တို့ကခုနဖြစ်ရတဲ့ပြီးသွားတယ်1833ပြီးသွားပြီးတော့ယေရှုခရစ်တော်ပြန်လာမဲ့ကျမ်းပိုင်နဲ့အချိန်ကာလကိုတန်းပြီးရောက်သွားတယ်အရန်နီးနေပြီအရန်နီးနေပြီဆိုတာဘယ်လိုသိတာဆိုရှင်မတဲမှာယေရှုခရစ်တော်ကကိုဝင်ဆောင်မိခင်ကမွေးကန်လေးပို့ပြီးဝေဒနာခံစားရလေဖြစ်တယ်ဝေဒနာခံကြောက်ခံစားရဆိုကလေးကလည်းတရေသားလည်းကြီးလာပြီးတအိမ်ကိုတွန်းလာပြီးတအိမ်မှာလည်းဟိုမုန်းတွေထုတ်ပြီးတအိမ်နိုင်ငံကြီးကအရန်ကျုံလာတဲ့ခါမှာမိခင်ကတအားကြီးဝေဒနာခံစားရတယ်အဲ့ဒီတိုင်းမှာလူမျိုးမျိုးတို့အရင်တော့ဖြစ်ခဲ့ပြီးအစာခေါင်းပါခြင်းပြီးတနိုင်ငံနဲ့တနိုင်ငံရံပတ်ပြူခြင်းနဲ့မြေကြီးမှာဖြစ်လက်တဲ့ဘေးတွေကယေရှုခရစ်တော်ကြွလာခဲ့နေတဲ့ပို့စိတ်စိတ်ပြီးတော့ဖြစ်လာမှာဖြစ်တယ်အဲ့တော့ဘလောက်စိတ်ပြီးဖြစ်လာလဲဆိုတဲ့အကြောင်းညာဘလောက်ပြင်းထန်ပြီးတော့အရင်ထက်ပိုပြီးတော့ပြင်းလာတဲ့အရာလေးဖြစ်လာလဲဆိုတဲ့အကြောင်းညာကျွန်တော်ကပြပြမယ်ငလေမှာဆိုလို့ရှိရင်10ခုရှိရပေါ့နော် magnitude 1နဲ့ magnitude 10ဒီ magnitude 1ထက် magnitude 2က10ဆပြင်းတယ် magnitude 1ထက် magnitude 3ကကျတော့အစား100ပြင်းတယ်သူတို့ထုတ်တဲ့စွမ်းအင်ချင်းနဲ့မတူ magnitude 1ထက် magnitude 2ကစွမ်းအင်32ဆပို့ထုတ်ပြီးတော့ magnitude 1ထက် magnitude 3ကစွမ်းအင်1024ဆပို့ထုတ်တယ်အဲ့ magnitude 1နဲ့ magnitude 9ဆိုလို့ရှိရင်စွမ်းအင်မှာအစတန်းနဲ့ကြီးပြီးတော့အရန်ကိုကြီးတယ်ဒါဆိုလို့ရှိရင်ဒီဟာနဲ့ပတ်သက်ပြီးတော့ magnitude 1နဲ့2ကကျတော့ကမ္ဘာမြေကြီးအောက်မှာတစ်နှစ်ကိုတန်းနဲ့ကြီးပြီးတော့လှုပ်နေပြီးလို့ရှိရင်ကျွန်တော်လှုပ်လို့မယ်လဲကျွန်တော်မသိရဘူး2နဲ့3ကကျတော့တစ်နှစ်ကို3ကကျတော့တစ်နှစ်ကိုတန်းခွဲလောက်လှုပ်တယ်ဒါမှလည်းလှုပ်တာကျွန်တော်ကတစ်ခါတလေရံဖန်ရံခါပဲသိရခဲ့တယ်4နဲ့5ကကျတော့တစ်နှစ်ကိုအချိန်မှ3,000လောက်လှုပ်တယ်လှုပ်တဲ့ကမှာ4ကကျတော့တစ်ခါတလေရလို့ရှိရင်ခံစားတယ်ခါလေကျလို့ရှိရင်မခံစားအပြည့်အစည်းဆုံးရှုံးမှမရှိဘူးနံပါတ်5ကနေစပြီး light earthquake လို့ခေါ်တယ်သူကတော့ပျော့စားပေါ့နိုင်လေးလှုပ်တယ်အိမ်မှာရှိတဲ့ပုံလေးတွေလှုပ်တယ်အချို့တော့အသေးမွားလေးတွေပါလှုပ်ပြီးတော့ခံစားမှုကိုကျွန်တော်ရရှိရတယ်နံပါတ်6 magnitude ကြလို့ကျွန်တော်တို့ကအလဲအလက်ငလင်လို့ခေါ်တယ်သူလှုပ်လာပြီဆိုရင် weak structure လို့ခေါ်တယ်ခိုင်မာမတိဆောက်တာအရာတွေဆိုလို့ကျွန်တော်ပြိုလဲသွားမယ်နံပါတ်9ကနေစပြီးကျွန်တော် strong earthquake လို့ခေါ်တယ်ဒီကောင်တော့ပျက်စီးဆုံးရှုံးမှုတွေဖြစ်မယ်အသေးပြောက်တွေအများကြီးရှိမယ်နံပါတ်10ကိုကျွန်တော် major earthquake လို့ခေါ်တယ်အဓိကငလင်ပေါ့အဲ့ကောင်လှုပ်ပြီးဆိုလို့ကျွန်တော် tsunami တွေပါဖြစ်နိုင်တဲ့အဆင့်ထိရှိတယ်နံပါတ်9ဆိုလို့ကျွန်တော်
အသေးအပြောက်အများဆုံးငလင်ထဲမှာပါပြီးနံပါတ်10 Mega ဆိုလို့ရှိရင်တော့ entire region နေရာတစ်ခုလုံးပျက်စီးသွားစေလောက်တဲ့အထိအာနိသင်ရှိတယ်6ဆိုလို့ရှိရင်တစ်နှစ်ကိုမှအချိန်ပေါင်း1300 9ဆိုလို့ရှိရင်တော့73ချိန်6ဆိုလို့ရှိရင်တော့တစ်နှစ်ကို1300ဝန်းကျင်လောက်လုပ်တယ်9ဆိုလို့ရှိရင်တော့130 8ဆိုလို့ရှိရင်တော့73ချိန်လောက်9ဆိုလို့ရှိရင်တော့တစ်နှစ်ကိုမှတစ်ချိန်လောက်လုပ်ပြီးတော့9ထက်ကျန်းလာတဲ့ငလင်တွေဆိုလို့ရှိရင်တော့9.5 or 9.1 9.2ဆိုလို့ရှိရင်တော့10နှစ်ကနေအနှစ်50ကြာလောက်တဲ့အခါကျတော့တစ်ခါလောက်တာဖြစ်တယ်။ကမ္ဘာပေါ်မှာအကြီးဆုံးငလင်လှုပ်ခဲ့တဲ့ရာဇဝင်ကတော့1960ချီလီမှာဖြစ်ခဲ့တဲ့ the greatest earthquake ever existent on earth လို့ခေါ်တဲ့ 9.5 magnitude နဲ့လှုပ်ခဲ့တဲ့ငလင်ဖြစ်တယ်။အဲ့ငလင်လှုပ်တဲ့အချိန်ကနေစပြီးတော့နောက်ထပ်ငလင်တွေလှုပ်တာတဖြည်းဖြည်းစိတ်လာတယ်။ဘယ်လောက်စိတ်လာလဲဆိုတဲ့အကြောင်းအရာကိုကျွန်တော်တမိုင်းရာဇဝင်လေးနဲ့ကျွန်တော်ပြောပြပေး။1960မှာချီလီမှာငလင်လှုပ်လိုက်တဲ့အခါမှာကမ္ဘာအကြီးဆုံးငလင်ကလူ2000သေးတယ်။ဒါပေမဲ့လူ2000သေးတယ်ဆိုတာကလူဦးရေနေတဲ့နေရာမှာဖြစ်သွားတဲ့အတွက်ကြောင့်ဖြစ်တယ်။ဒါပေမဲ့လည်းအိမ်ပေါင်းများစွာဆုံးရှုံးသွားတဲ့လူကတော့2တန်းကျော်တယ်။ကမ္ဘာမှာအကြီးဆုံးငလင်ဖြစ်တယ်။ပြီးတော့သူလှုပ်ပြီးတော့တိတ်မကြောက်လောက်4နှစ်ပဲကြာသေးတယ်9.2အရှိန်ရှိတဲ့ငလင်အလက်စကာမှာလှုပ်ခဲ့တာအဲ့ကမှာလူ100ပဲသေမယ်အမေရိကန်ဒေါ်လာတန်350လောက်အပြည့်အစည်ဆုံးရှုံးမှုတွေဖြစ်ခဲ့တယ်နောက်တစ်ခုကကျတော့1980မှာဖြစ်တဲ့ပီရူးမှာလှုပ်ခဲ့တာအဲ့ကမှာကျတော့လူက6သိန်း6တောင်းလောက်သေသွားတယ်7.9 magnitude နဲ့လှုပ်သွားပြီးတော့1986မှာဂါတီမလာမှာလှုပ်ခဲ့တဲ့ငလင်ကကျတော့လူပေါင်း2300လောက်ထိသေသွားတယ်1986မှာတရုတ်မှာလှုပ်တဲ့ငလင်ကတော့အသေးပြောက်တအားများတယ်7.5နဲ့ပဲလှုပ်တာဒါပေမဲ့လူပေါင်း2သိန်း5000ကနေ6သိန်း5000အထိငလင်လှုပ်ဖူးသမျှတမိုင်းထဲမှာအများဆုံးတွေကတစ်ခုလောက်ထိပြောလို့ရတယ်အဲ့ဒါတိတ်မကြောက်1986ပြီးတော့နောက်ထပ်2နှစ်ပဲရှိသေးတယ်မဂနီကျူ7.8နဲ့အီရန်မှာလှုပ်တဲ့ငလျင်ကလူပေါင်း1000ခွဲလောက်သေသွားတယ်တိတ်မကြောက်နောက်ထပ်6နှစ်ပဲကြာသေးတယ်မက္ကဆီကိုမှာ1985မှာငလျင်အကြီးထက်လှုပ်တယ်ပြီးတော့တိတ်မကြောက်နောက်ထပ်2နှစ်1988မှာအာမေးနီးယားမှာငလျင်လှုပ်တဲ့ခါကျလူပေါင်း1000နဲ့2000ထိသေသွားတယ်နောက်ဆုံး1999တိတ်မကြောက်နောက်2နှစ်ပဲထက်ကြာတယ် earthquake ကမဂနီကျူ7.7ထက်လှုပ်တဲ့အခါမှာအီရန်မှာလူပေါင်း9000လောက်သေသွားတယ်အဲ့တခါငလျင်လှုပ်ပြီးလို့ရှိရင်နောက်တစ်ခါငလျင်လှုပ်ဖို့ကနှစ်တိတ်မကြောက်2နှစ်3နှစ်4နှစ်ခါလေးကျရင်9နှစ်ခါလေးကျရင်6နှစ်အဲ့လောက်ချားပြီးတဲ့အခါမှာ7.7တို့7.2တို့8.တို့9.တို့နောက်တစ်ခါထပ်လုံနိုင်တယ်ဆိုတဲ့အကြောင်းအရာကျွန်တော်တမိုင်းထဲမှာကျွန်တော်တွေ့ရတယ်နောက်ဆုံးအကြီးဆုံးလှုပ်ခဲ့တဲ့ငလျင်တွေကတစ်ခုဆိုလို့ရှိရင်တော့2004မှာလှုပ်ခဲ့တဲ့ဆူနာမီကိုပါဖြစ်စေခဲ့တဲ့ငလျင်မျိုးဖြစ်တယ်ဒီဇင်ဘာလ22မှာ6ရက်2004မှာ Southeast Asia မှာဖြစ်ခဲ့တဲ့ငလျင်ကြောင့်လူပေါင်း4,400,000ကျော်ကျော်လောက်သေသွားတယ်တနည်းအားဖြင့်4,400,000လောက်ကိုသေသွားတယ်ဖြစ်တဲ့နိုင်ငံတွေကကျတော့ Oceania Sumatra India Asia Japan Indonesia Thailand Sri Lanka အများကြီးအဲ့နိုင်ငံတွေပါသွားပြီးတော့အဲ့ဒါက2004မှာဖြစ်သွားပြီလို့ရှိရင်ငြိမ်သွားမယ်လို့လူတွေကမျှော်လင့်ကြတယ်ထပ်မဖြစ်ပါစေလို့ဆုတောင်းကြအဲ့မှာဒါပေမဲ့2005လဲရောက်တော့ magnitude 8.7 နဲ့ခုနခံလိုက်ရတဲ့ Sumatra ကျွန်းဆိုနောက်တစ်ခါထပ်ပြီးတော့ရိုက်ခတ်တယ်အဲ့မှာရှိတဲ့အစာအုပ်တွေ80%၅ပုံပုံ4ပုံလောက်ဒီလုံးဝပျက်စီးသွားတယ်တိတ်မကြောက်နောက်ထပ်အဲ့နှစ်မှာပဲ2005မှာပဲခုန Southeast Asia မှာရှိတဲ့နိုင်ငံတွေ Pakistan India တို့မနစ်ကပဲခံလိုက်ရတဲ့အရာအဲ့နှစ်မှာပဲ earthquake 7.0 magnitude နဲ့ပဲလူ8သိန်းကျော်လောက်သေသွားတဲ့အထိထပ်ပြီးတော့လှုပ်တယ်နောက်ထပ်တစ်နှစ်မှာပဲ Java ကျွန်းဆိုတာခုနကနေ Sumatra ခံလိုက်ရအဲ့ Java ကျွန်းဆိုတာ2006မှာပဲ 6.3 နဲ့နောက်တစ်ခါထပ်လှုပ်တဲ့ခါမှာလူပေါင်း9800သေသွားတယ်ဒါပေမဲ့မြန်မာပြည်ကတော့အဲ့ချိန်လွတ်နေတယ်လို့ထင်ရတယ်ဖြစ်ချင်တော့မြန်မာပြည်ကလည်းမလွတ်သွားဘူး။ဘာကြောင့်ဆိုတော့နောက်2နှစ်နာဂစ်မုန်တိုင်းမြန်မာပြည်ကိုဝင်သွားတဲ့အခါမှာလူပေါင်း3,500,000ခွဲလောက်ကိုသေသွားပြီးတော့အသေးပြောက်တွေအများကြီးပဲဖြစ်သွားတယ်3.1 မီလီယံသောသူတွေအင်ဂျီယာမဲ့ပျောက်ပြီး AR တိုင်းမှာအရန်ကိုခံစားလိုက်ရတယ်။အဲ့တိတ်မကြောက်အဲ့နှစ်မှာပဲမြန်မာပြည်မုန်တိုင်းဝင်တဲ့နှစ်မှာပဲ magnitude 7.9 နဲ့တရုတ်မှာလည်းလူပေါင်း8,900,000ကျော်တက်နိုင်တဲ့ငလင်တစ်ခုဖြစ်သွားပြီးတော့လူပေါင်းဒီကောင်ကတော့အင်ဂျီယာမဲ့ဆုံးရှုံးအများဆုံးနေရာတစ်ခုပါတယ်12တန်းခွဲလောက်ကိုအင်ဂျီယာမဲ့ဆုံးရှုံးသွားအောင်လုပ်လိုက်တယ်အဲ့နှစ်မှာပဲ2008မှာပဲပါကစ္စတန်မှာဆက်ပြီးတော့ငလင်လှုပ်သွားတယ်ပြီးတော့အဲ့ဒါလူပေါင်း300ကျော်သေသွားတယ်ဒါကြောင့်မလို့2008ခုနှစ်ကဘာပြတ်မဲ့နေ့ဆိုပြီးဇလန်တွေပါထွက်လာတယ်နောက်တစ်ခုက2012ခုနှစ်ကဘာပြတ်မဲ့နေ့ဆိုပြီးဇလန်တွေပါအဲ့ဒီကထွက်လာတယ်နှစ်နှစ်လောက်ကြာတဲ့အခါမှာဟေတီမှာလူဦးရေ3သိန်းခွဲလောက်ကိုတက်တဲ့ magnitude 7ပဲရှိတဲ့ငလင်တစ်ခု7ဆိုတာကအရင်ငလင်နဲ့ဆိုလို့ရှိရင်တိတ်မကြီးပုံရတယ်ဒါပေမဲ့လူဦးရေများတဲ့နေရာဖြစ်လာပြီဆိုရင်ငလင်တွေလုံးဝအသေးအပြောက်အများကြီးကိုဖြစ်စေမှာဖြစ်တယ် American dollar 8တန်းကနေ14တန်းအထိဘီလီယံပေါင်းများစွာကုန်ကျခဲ့တာဖြစ်တယ်နောက်ဆုံးတစ်ခုဂျပန်မှာလှုပ်ခဲ့တဲ့ငလင်ဆိုလို့ရှိရင်တော့ magnitude 9ရှိတယ်လှုပ်ခဲ့တဲ့အခါကျတော့လူပေါင်း18,000ကျော်သေတယ်မကင်းဂျပန်မှာရှိတဲ့ nuclear တပေါင်းကို4ခုကိုထိခိုက်သွားတဲ့အခါမှာ American dollar ဘီလီယံပေါင်း235ဘီလီယံကျော်လောက်အပျက်စီးဆုံးရှုံးမှုများသွားတယ်ဒါကတော့ငလင်ဖြစ်လာတဲ့နှုန်းပြအဲ့တော့ရေချိုးကတော့ပြန်ကြွလာပြီဆိုတာနဲ့ငလင်လှုပ်မှုတွေတစ်နေ့နဲ့တစ်နေ့ပိုများလာတယ်အခုနှစ်ငလင်လှုပ်ပြီဆိုလို့ရှိရင်မကြာသေးခင်မှာပဲဒီနားပတ်ဝန်းကျင်မှာငလင်လှုပ်ဖို့အလားအလာတွေကပိုပြီးရှိလာတယ်ဒါကကျတော့ the warning လို့မျိုးကျွန်တော်သတိပေးလို့မျိုးဖြစ်လာတယ်ရေချိုးကတော့ဒီအချိန်ပြန်ကြွလာတဲ့အခါမှာဘာကြီးကိုကတ်နေစေးကြောတဲ့အခါမှာအမျက်တော်ခေါပလာ9လုံးနဲ့ဘာဘလုံမျိုးကိုလောင်းမယ်လို့ဆိုထားတယ်ဘာဘလုံဆိုတာကဘောင်း9လုံးဂျိုဆယ်ချောင်းမှာရှိတဲ့အမျိုးသမီးတဦးကထိုင်နေအဲ့အမျိုးသမီးကိုဘာဘလုံလို့ဆိုတဲ့အတိုင်းပဲဘောင်း9လုံးဆိုတဲ့အတိုင်းပဲဒီကဘာကြီးကိုဘုရားကအမျက်တော်ခေါပလာလောင်းနေဆိုတာလည်းတိုက်ကြီး9တိုက်ပေါ်လောင်းတာဖြစ်တယ်ဒီပမာအမျက်တော်ခေါပလာ9ခုကဘာဘလုံမျိုးတစ်နေ့အတွင်းမှာပျက်စီးမယ်ဆိုတဲ့အတိုင်းခေါပလာ9ခုလုံးကတစ်နှစ်အတွင်းမှာပြတ်မှာဖြစ်တယ်တစ်နေ့နဲ့တစ်နှစ်ကတမန်ကျမ်းစာရဲ့ prophet future အရာဆိုလို့ရှိရင်ပြည့်စုံတယ်အမျက်တော်ခေါပလာ၄ခုမှာပထမတစ်ခုကမြေကြီးမှာရှိတဲ့သူတွေအနက်စိမ်းတွေ
ကြီးစွာပါဝင်ဘာပိုးသက်စေနေမှာလည်းတက်လို့မရဘူးဒုတိယတစ်ခုကပင်လယ်မှာရှိတဲ့ရေတွေသွေးဖြစ်ပြီးတတိယတစ်ခုကမြစ်မှာနှစ်ထဲမှာသွေးတွေဖြစ်ပြီးတော့စတုတ္ထတစ်ခုကနေအစာပေါင်းများစွာပို့ပြီးတော့9ခုမြောက်နဲ့6ခုမြောက်ကပလာကျတော့ကဘာကြီးကကြီးစွာသောအမောင်တို့ကိုခံစားရပြီးတော့ကဘာပေါ်မှာနောက်ဆုံးမှာအမေကတော်ဆိုတဲ့ကြီးမားသောစစ်ပွဲကြီးတွေဖြစ်ပြီးတော့အဲ့စစ်ပွဲမှာဘာသာရေးစစ်ပွဲလိုမျိုးအဓိကဖြစ်ပြီးတော့ခရစ်ယာန်တွေအများကြီးနှိမ့်ပန်းနှိမ့်ဆက်ခြင်းတွေခံရမှာလည်းဖြစ်တယ်ပြီးတော့အခါမှာခေါပလာ9ခုမြောက်ကျမှယေရှုခရစ်တော်ပြန်ကြွလာပြီးတော့ကဘာပေါ်မှာရှိတဲ့စိုးသွမ်းတဲ့သူတွေအကုန်လုံးနှုတ်တော်သတင်းနဲ့ဖျက်ဆီးပြီးတော့ကိုယ်ကဘာပေါ်ကနေတန်ရှင်းစင်ကြယ်တဲ့ဖြောင်းမဲ့တဲ့သူတွေပေါ့အဲ့ခင်မှာအသက်ရှင်နေတဲ့သူတွေပေါ့အဲ့ခင်မှာတက်ချင်းခံရတဲ့သူတွေအကုန်လုံးကိုတန်ရှင်းသူကိုရှင်မြန်ထမြောက်စီပြီးတော့ကောင်းကင်ကျေးဇူးတင်ခေါ်စားပြီးကောင်းကင်မှာနှစ်ပေါင်း1000လုံးစိုးစံလာပြီနှစ်ပေါင်း1000လုံးစိုးစံပြီးတော့ဒီကဘာကြီးမှာလူတွေပဲရှိတော့ပြီးဒီကဘာကြီးကိုနှစ်ပေါင်း1000အနာပေးထားမှာဖြစ်တယ်အဲဒါကြောင့်ဆိုဒီကဘာကြီးနှစ်ပေါင်း9000လုံးနေကြီးဥပုပ်ကိုမဆောင်ခဲ့အောင်ငလင်းနဲ့အများကြီးလှုပ်ခဲ့တဲ့ဒီကဘာကြီးကလုံးဝမတည်ငြိမ်တဲ့အနေအထားတည်ငြိမ်တဲ့အနေအထားဖြစ်အောင်ဆောင်လိုက်တာဖြစ်တယ်နှစ်ပေါင်း1000ပြီးသွားတဲ့အခါမှာယေရှုခရစ်တော်တန်ရှင်းသူတွေကယေရှုခရစ်တော်အပါဝင်တန်ရှင်းသူတွေနဲ့ဒီဂျေရုဆလင်မြို့ကြီးနဲ့အတူကဘာကြီးရဲ့အလယ်မှာဖြစ်တဲ့တန်လွင်တောင်နှစ်ချမ်းခွဲပြီးအဲ့တန်လွင်တောင်အလယ်မှာရှိတဲ့ကဘာပေါ်မှာတရားစီရင်ဖြစ်မှာဖြစ်တယ်တရားစီရင်ဘယ်လိုဖြစ်လဲဆိုတော့ခုနကဘာဦးကနေစပြီးတည်သွားတယ်မဖြောက်မဲ့တဲ့သူတွေမတန်ရှင်းတဲ့သူတွေအကုန်လုံးယေရှုခရစ်တော်ကခဏအစ်စ်ရှင်မြန်ထမြောက်စေပြီးတော့သူတို့ကိုစီးပွားတက်မှုသွင်းခြင်းအပြင်သူတို့ကဒီမြို့ရဲ့ဘေးပတ်လည်မှာအသက်ရှင်တဲ့သူတွေအဖြစ်ဝိုင်းပြီးတော့တည်ရှိနေမှာဖြစ်တယ်အဲ့ဒီခါမှာဒီမြို့ကိုသူတို့ဝိုင်းလာတဲ့အခါမှာစာရန်ပါဝင်ကောင်းကင်မှာသုံးဖို့အပါဝင်ကျန်တဲ့သူတွေအကုန်လုံးကဒီမြို့ရဲ့ဘေးနားမှာတရားစီရင်ခံရမှာဖြစ်တယ်တရားစီရင်တဲ့အခါမှာစာရန်အပါဝင်ကောင်းကင်မှာသုံးဖို့ပါဝင်ဘေးနားမှာရှိတဲ့သူတွေအကုန်လုံးကဘုရားသခင်မှန်ပြီးတော့သူတို့မှားတယ်ဆိုတော့သူတို့တည်သွားတယ်ဝန်ခံသွားတယ်ဒါပေမဲ့သူတို့အဖြစ်ကိုနောင်တဆက်မရဘူးဘုရားသခင်ရဲ့လမ်းကိုမရွေးဘဲနဲ့သူတို့ကဒီမျိုးကြီးကိုဖျက်ဆီးဖို့လုပ်တဲ့အခါမှာဘုရားသခင်ဘုရားမြည်ကြပြီးတော့သူတို့အကုန်လုံးကိုသာရအသေးချင်းတွေကိုပို့လိုက်တယ်ဆိုတာကိုကျွန်တော်တို့ဒီမှာကျမ်းစာအရာသိရတယ်။ဒီနေရာမှာတစ်ခုလေးရှိတဲ့အရာအဲ့လိုမျိုးမြည်ကြသွားတဲ့အခါမှာကဘာကြီးကအရင်တော့ငလင်တွေထက်ကြီးစွာသောငလင်လှုပ်ရှားမှုအကြီးဖြစ်သွားပြီးတော့ကဘာကြီးကိုဘုရားသခင်အရင်တော့မီးနဲ့ရေနဲ့မဆေးဘဲနဲ့အခုတခါမီးနဲ့ဆေးတယ်ဆိုတဲ့အတိုင်းဒီကဘာကြီးကိုဆေးကြောလိုက်မှဖြစ်တယ်။ဆေးကြောပြီးသွားတဲ့အခါကျတော့ရှင်ဘုရားသခင်စီကမီးကတစ်ကဘာလုံးတစ်ခုလုံးလောင်သွားတဲ့အခါမှာမြို့ထဲမှာရှိတဲ့တန်ရှင်းသူတွေကျတော့ရှာထရက်မေရှက်အပေဒနီကောလို့ရက်နေနိုင်မှာဖြစ်ပြီးတော့မြို့ပြင်မှာရှိတဲ့သူတွေကကျတော့လုံးဝပျက်စီးဆုံးရှုံးပြီးတော့သာရတည်ဆုံးသွားမှာဖြစ်တယ်။သာရဝေဒနာခံစားရမယ်လို့တော်တော်များများကသိကြတယ်။ဟေရှာ66:24မှာလည်းပိုးမသေးမီးမငိမ့်နိုင်ရမဿဲ32မှာလည်းပိုးမသေးမီးမငိမ့်နိုင်ရမာကု9:48မှာလည်းပိုးမသေးမီးမငိမ့်နိုင်ရတယ်မဿဲ25:46မှာလည်းသာရပြစ်ဒဏ်ခံရမယ်။ဒါတွေကျန်အခန်းကြီး20အငယ်30မှာလည်းကန့်နဲ့လောင်တဲ့မီးထဲမှာကဘာအဆက်ဆက်ခံရမယ်ဆိုတော့ကျွန်တော်တို့သိကြတယ်။ဒါပေမဲ့ဒီကျမ်းပိုက်တွေကသာရအပြစ်သားတွေသာရမီးလောင်ခြင်းဝေဒနာကိုအမြဲတမ်းပဲမသေးဆုံးတော့ပဲခံစားနေရမှာလားဆိုတော့အဲ့လိုမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်တမန်ကျမ်းစာတွေမှာတုံးထားအသုံးအနှုန်းတွေတော်တော်များများကပုံဆောင်ချက်တွေရေးထားတာကြပြားစားဆိုနီးနဲ့ရေးထားတာရှိပါတယ်။အားကြောင့်လဲဆိုလို့ရှိရင်ဗျာဒိတ်ကျမ်းမှာရှိတဲ့ခေါင်းခုနှလုံးဂျိုဆယ်ချောင်းဆိုတာတကယ်အကောင်တွေမဟုတ်ဘဲနဲ့ပုံဆောင်ချက်တွေပဲဖြစ်ပါတယ်။နောက်တစ်ခုပြစ်သားတွေကသာရငရဲခံစားမှာမဟုတ်ဘဲနဲ့ဘုရားသခင်ချစ်ချင်းမြတ်တာသူတို့သာရသိဆုံးခြင်းနဲ့ပဲပို့မလဲဆိုလို့ရှိရင်တော့ရှင်ယူဒဩဝါဒစာအခန်းကြီး1အငယ်ခွန်မှာတောတော်ဂုံမောရန်ကနေစပြီးတော့မှားယွင်းခြင်းအမှုမှာကျင်တဲ့အတွက်ကြောင့်လည်းဘုရားသခင်ကသူတို့ကိုသာရမီးလောင်ခြင်းပေးလိုက်ပြီးတော့သူကသာရမီးလောင်ခြင်းတန်ကိုခံရတယ်ဆိုရယ်ပုံသက်တွေရှိရဲလို့ရှင်ယူဒထဲမှာရေးထားတယ်သာရမီးလောင်ခြင်းခံရတယ်လို့ရေးထားပေမဲ့တကယ်တော့တောတော်ဂုံမောရဆိုတာအခုဂျော်ဒန်ပြည်မှာဂျော်ဒန်နိုင်ငံမှာရှိတာတောတော်ဂုံမောရအခုသာရမီးလောင်တာဆိုတော့သာရမီးမလောင်ပါဘူးဒါကတင်စားထားတာပြောတာဖြစ်ပါတယ်။ဒါဒီအကြောင်းနဲ့ပတ်သက်ပြီးနှစ်ပေ26ထဲမှာလည်းတောတော်ဂုံမရာမီချိုဖြက်စီးပြီးတော့နောက်လူတွေအတွက်မြင်ဖို့မှတ်လက္ခဏာသက်သေအဖြစ်ထားတယ်လို့ပြောထားပါတယ်။ဒါကြောင့်မို့သာရမီးလောင်နေဆိုတာကတခါတည်းမီးလောင်သွားပြီးတော့လုံးဝသူတို့ပျက်စီးသွားပြီးတော့အချိန်ကာလတစ်ခုကိုပဲဆိုလိုတာဖြစ်ပါတယ်။ဒါကြောင့်တင်စားပြီးဆိုလိုထားတာကိုတပည့်တော်တွေအပါအဝင်တမန်တော်တွေက Prophet ပြုကျမ်းနဲ့မှာရေးတဲ့အတိုင်းပဲသူကပြန်ပြီးတော့တမန်ကျမ်းစာပုံစံအတိုင်းသူတို့ရေးထားဖြစ်ပါတယ်။ယေရမိအခန်းကြီး7ဂျေရုဆလင်မြို့ကိုယေရမိကတတိပေးတယ်ဂျေရုဆလင်မြို့ထဲမှာရှိတဲ့သူတွေဥပုံနေမှာမြို့တကားတွေမှာဝင်တွေကိုသွင်းတာထုတ်တာမလုပ်ဘူးအဲ့လိုမျိုးဝင်တွေကိုသွင်းတာထုတ်တယ်လုပ်တယ်ဥပုံနေမှာစီးပွားရေးတွေလုပ်တယ်ဆိုလို့ရှိရင်တော့ဂျေရုဆလင်မြို့တကားတွေကိုမီးလောင်ပြီးတော့အဲ့မီးကမငိမ့်ပဲနဲ့ဂျေရုဆလင်မြို့ဘုံပိတ်မှန်တွေကိုလောင်ရမယ်ဆိုတာကိုပြောထားပါတယ်မငိမ့်ပဲနဲ့လောင်မယ်ဆိုလို့ရှိရင်တော့အခုချိန်ထိဂျေရမိအချိန်ကာလနေစပြီးအခုချိန်ထိမီးတွေလောင်နေမှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်အခုဂျေရုဆလင်မြို့သွားကြည့်လိုက်ပါမီးမှဆက်ပြီးမလောင်တော့ပါဘူးဒါဆိုတော့ဒါဒီတင်စားထားတာတစ်ခုဖြစ်လို့သာရမီးမလောင်ဆိုတာလေဖျားသခင်အထဲမှာတော့သာရမီးကအမြဲတမ်းလောင်နေမှာဖြစ်တယ်ဒါပေမဲ့ဘုရားသခင်မီးရှို့လိုက်လို့ပျက်စီးသွားတဲ့အရာတွေဒီဘုရားသခင်ပြန်လဲပြီးတော့မချင်းဒီຢာတွေကပျက်စီးနေမှာဖြစ်တယ်လို့ဆိုလိုတာဖြစ်ပါတယ်ဘုရားသခင်ကိုယ်တိုင်သာရမီးဖြစ်တဲ့အတွက်ကြောင့်ဘုရားသခင်ထဲကနေလာတဲ့မီးရဲ့အပြစ်သားတွေကိုတခါအပြစ်ပေးပြီးတာနဲ့သူတို့ကနာကျင်ခြင်းဝေဒနာကိုသူတို့အပြစ်အလျောက်ခံစားပြီးပြီဆိုတာနဲ့အပြစ်အဖို့ကတေးခြင်းကိုသာရပေးပြီးတော့သာရပြောက်ွယ်သွားမှာဖြစ်ပါတယ်လောင်နေတဲ့မီးကတော့ဘုရားသခင်ထဲမှာအစင်မပြတ်ရှိနေတဲ့အခါကျတော့ဘုရားသခင်အမြဲတမ်းလောင်တော်မီးဖြစ်နေပါလိမ့်မယ်ဘုရားသခင်အပြင်သူကသာရတေဆုံးသွားတဲ့အခါကျတော့သူကသာရတေဆုံးခြင်းထံကိုလောင်တော်မီးအပြင်ခံသွားရတယ်လို့အဓိပ္ပာယ်ရပါတယ်။အားကြောင့်လဲဆိုတော့ဘုရားလေးကျမ်းအခန်းကြီး27အငယ်လေးမှာဘုရားသခင်သူတို့မျက်စိမှာရှိတဲ့မျက်ရည်ရှိသမျှကိုတုံ့မယ်စိတ်မသာညှိတွားခြင်းအော်ဟစ်ခြင်းပင်ပန်းခြင်းမရှိရဘူးတဲ့အကြောင်းမူကားရှေးဖြစ်ဖို့သောအရာတွေရွေ့သွားကြလိမ့်မယ်လို့ပြောပါတယ်။ဒီကျမ်းမကြီးရဆိုလို့ရှိရင်ကောင်းကင်တဲ့မြေကြီးတက်မှာစိတ်မသာညှိတွားခြင်း
ပင်ပန်းခြင်းတွေမရှိရတော့ပါဘူးတထေးနဲ့လာသလိုဥပမာတကယ်ဖြစ်ရမှာမဖြစ်နိုင်ပါဘူးဘာကြောင့်လဲဆိုတော့ကိုယ်အတိအဆွေမျိုးတွေအော်ဟစ်နေရပြီကြားနေရပြီမြင်နေရပြီစိတ်မကောင်းဖြစ်တာမျိုးပင်ပန်းနေရမျိုးဒါကကောင်းကင်နိုင်ငံမှာမဖြစ်နိုင်တော့ပါဘူးအပြစ်သားတွေအကုန်လုံးမီးအပြင်ပျောက်ကွယ်သွားပြီအရင်ဖြစ်ဘူးတဲ့เนาะကျွန်တော်စိတ်မကောင်းစရာတွေအမျိုးတွေအကုန်လုံးဆုံးရှုံးသွားတယ်ဆိုတဲ့အရာတွေကလည်းကျွန်တော်တို့မေ့သွားတဲ့အခါကျတော့မှထာဝရဝမ်းမြောက်နိုင်မှာဖြစ်ပါတယ်ထာဝရဘုရားသခင်ကိုယ်တိုင်ကလည်းအဖြစ်သားတွေကိုထာဝရမိလောင်ခြင်းဝေဒနာအစစ်မပြတ်ခံစားစေရလောက်အောင်ရက်ဆက်တဲ့အာနာရှင်မျိုးလည်းမဟုတ်ပါဘူးလူတစ်ယောက်ဆိုတာနေရမှာအသက်80လောက်ပဲနေရတဲ့လူတအုပ်ကိုဘုရားသခင်ထာဝရအပြစ်ပေးရဆိုလို့ရှိရင်ဒါကတရားရကြမှာလည်းမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ဂိယူနာနဲ့ပြည့်စုံတဲ့ဘုရားသခင်အထိုက်အလျောက်ပဲစီရင်ပြီးတော့အပြစ်သားတွေကိုထာဝရတည်ခြင်းကိုပို့ဆောင်နိုင်မှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အပြစ်ရဲ့အဖို့ကတည်ခြင်းဖြစ်ပါတယ်။အပြစ်ရဲ့အဖို့ကထာဝရနာကျင်ခံစားရခြင်းမဟုတ်ပါဘူး။ဒါပေမဲ့ထာဝရနာကျင်ခံစားခြင်းမဟုတ်ဘူးဆိုလို့ရှိရင်တော့မှပဲဘုရားသခင်ကသူတို့ကိုထာဝရငြိမ်းရာတွေကိုပို့လိုက်တယ်ဆိုရင်တော့မှပဲဘုရားသခင်ခံစားချက်ကိုကျွန်တော်ပြောပြပါမယ်။ဒါဝိဒ်ရဲ့အဘက်ရှလုံကဒါဝိဒ်ကိုလိုက်တက်တယ်။အဘက်ရှလုံဆိုတာတအားဆိုးပါတယ်။ဒါဝိဒ်ရဲ့အဘက်ရှလုံအစ္စရေးလူမျိုးစစ်တပ်တွေကိုဥဆောင်ပြီးဒါဝိဒ်ကိုလိုက်တက်တဲ့အခါမှာဒါဝိဒ်မှာပါတဲ့စစ်တပ်နဲ့စစ်တိုက်တဲ့အခါမှာနောက်ဆုံးအဘက်ရှလုံကတည်သွားတယ်။တည်သွားတဲ့အခါမှာအစ္စရေးလူမျိုးတွေကဟာငါတို့တော့အဘက်ရှလုံတည်သွားပြီငါတို့ဒါဝိဒ်ကအစိမပြတ်အရှင်ဘုရင်ဖြစ်သွားမယ်ငါတို့ကတော့အောင်သွားပြီဆိုတော့အစ္စရေးလူမျိုးတွေပျော်နေတဲ့အချိန်မှာဒါဝိဒ်ကမပျော်နိုင်ပါဘူးသူကအဘက်ရှလုံတည်သွားတဲ့အတွက်ကြောင့်သူကဝမ်းနဲ့ကြေကွဲပြီးငိုကြွေးပါတယ်အဲ့ဒီအတိုင်းပဲအဖခမီးတော်စာရန်ပါဝင်ကောင်းကင်တမန်တွေအပါဝင်မြေကြီးမှာဒီအပြစ်သားတွေအကုန်လုံးကိုဘုရားသခင်မီးရှို့ပြီးထာဝရတည်ခြင်းတွေကိုပို့လိုက်တယ်ဆိုပေမဲ့အဲ့ဒီအချိန်မှာတော့ဘုရားသခင်အယံယိုမှမျက်ရည်ကျလာအောင်လို့ဝမ်းနဲ့ခြင်းကိုခံစားရပါတယ်။ဘာကြောင့်လို့ဝမ်းနဲ့ခြင်းကိုနံပါတ်1ခံစားရလဲဆိုတော့ဒီသူတို့တွေကဘုရားသခင်အယံသူတို့အပေါ်ကောင်းမြတ်တဲ့ကျေးဇူးပြုတယ်အဲ့ဒါတွေကိုသူတို့ကမလိုချင်ဘဲနဲ့ဘုရားသခင်ကျေးဇူးကိုစန့်ကျင်ပြီးတော့တခြားအပြစ်တရားကိုလမ်းတွေကိုလိုက်ပြီးတော့တေဆုံးခြင်းကိုရွေးသွားတဲ့အတွက်ကြောင့်ထာဝရချုပ်ငြိမ်းခြင်းကိုရွေးသွားတဲ့အတွက်ကြောင့်ဘုရားသခင်နဲ့အတူမရှိဘဲနဲ့ဒီတေခြင်းလမ်းတွေကိုရွေးသွားတဲ့အခါကျတော့ဘုရားသခင်ကသူတို့ဆုံးရှုံးလိုက်ရတဲ့အတွက်ကြောင့်ဘုရားသခင်ကဝမ်းနည်းခြင်းဖြစ်ပါတယ်။ဒါကြောင့်ဒီအကြောင်းအရာကိုကြည့်ခြင်းအပြင်ဘုရားသခင်ချစ်ခြင်းမြတ်တာဘလောက်ကြီးလဲဆိုတာကျွန်တော်တို့သိရပါတယ်။ဒါကြောင့်မို့ဘုရားသခင်ဒီကမ္ဘာပေါ်မှာရှိတဲ့သူတွေအကုန်လုံးကိုထာဝရအသက်ကိုမဆုံးရှုံးစေခြင်းထာဝရအသက်ကိုရစေခြင်းတဲ့အခါမှာသူ့ရဲ့တာတော်ကိုတပါးရဲ့တာတော်ကိုဆေလွတ်ပြီးတော့အကုန်လုံးကိုထာဝရအသက်ပေးဖို့ဘုရားသခင်ကပြုလုပ်ပေးခဲ့ပါတယ်။နှစ်ပေထဲမှာပြောထားတယ်။အခုရှိတဲ့ကောင်းကင်နဲ့မြေကြီးကားတဲ့နောက်ဆုံးမှာငလင်အကြီးလုပ်ပြီးတော့နော်မီးရှို့ရအဖို့နှုတ်ကပတ်တော်အားဖြင့်တိုးထားတယ်။မရှို့ရသေးဘူးတိုးထားနောက်ဆုံးမှာတော့ဒီကောင်းကင်နဲ့မြေကြီးကမီးရှို့ပြီးတော့ကျွမ်းလောင်သွားမှာဖြစ်တဲ့အတွက်ကြောင့်လည်းငါတို့ကဘယ်သို့တော်သူဖြစ်တင်ကြတယ်လဲတန်ရှင်းတဲ့သူတွေဖြစ်တင်ကြတယ်လို့ပြောထားပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ကဒီကက်ကာလာတွေကတပိပိနီးလာပြီးဒီကဘာကြီးကနောက်ဆုံးမီးရှို့ပြီးတော့ပျက်စီးသွားပြီးကောင်းကင်မြေကြီးတင်မှာကျွန်တော်တို့ပြန်လဲပြီးတော့စိုးစံမှာကျွန်တော်သိတဲ့အခါမှာယေရှုခရစ်တော်မှာသွားတဲ့အတိုင်းပဲငါအလင်းမြန်လာမယ်ဒီစာဆောင်မှာရှိတဲ့အနာဂတ်ကျမ်းပြည့်ညတ်ကျမ်းဒီစာဆောင်မှာပါတဲ့ဒေတာသမားတို့ကိုစောင့်ရှောက်တဲ့သူတွေအကုန်လုံးကမြင်လာရှိရဆိုတဲ့အတိုင်းပဲကျွန်တော်တို့ကနေ့စဉ်ဒါဒီကျမ်းထဲမှာပါတဲ့အနက်အဓိပ္ပာယ်တွေအပြင်ကိုကဘယ်အချိန်ကာလမှာရှိပြီးတော့ဘုရားသခင်ကအလိုကဘယ်လိုရှိလဲဆိုတာပိုင်ခြားသိပြီးတော့တာရုသစ္စာရှိတဲ့မြေသားကောင်းတွေဖြစ်ကြပါစေလို့ရောက်စီတောင်းကျွန်တော်ဆုတောင်းပေးပါတယ်ရောက်စီအောင်ဘုရားသခင်ကောင်းချီးပေးပါစေနောက်ထပ်ပိုင်းတွေမှာကျွန်တော်ပြန်လဲပြီးတော့ဆုံးဖြတ်ကြပါမယ်အာမင်